ဒါလေးကတော့9ပေခင်းဆိုင်အိပ်ရာပဲဖြစ်ပါတယ်เนาะ9ပေထဲမှာဆိုတော့ဒီကောင်ကနည်းနည်းလေးခင်းရတာနည်းနည်းခက်ပါတယ်เนาะအရင်ဆုံး9ပေကျတော့ဒီကောင်ကအခင်းကအစွတ်ပုံစံလေးပေါ့เนาะစွတ်လိုက်ရုံပါပဲလွယ်လွယ်လေးပါပဲတခြားကလေးနေဆိုရင်ခင်းရတယ်ပေါ့เนาะဒီကောင်ကတော့စွတ်လိုက်ရုံပဲလွယ်လွယ်ပဲခင်းလို့ရပါတယ်เนาะဒီချာလေးပြန်ပြန်လေးဖြစ်သွားအောင်ဟိုဘက်ဒီဘက်ကိုတင်းတင်းလေးဖြစ်အောင်ဆွဲပေးရပါတယ်เนาะဒါမှတင်းတင်းလေးနဲ့ကြည့်လို့လာနေမှာပါเนาะပြီးတဲ့အခါကျတော့ဒါကတော့အစွတ်ဒူဝေးလို့ခေါ်ပါရเนาะအရင်ဆုံးဂရင်ပေါ်မှာခင်းလိုက်တယ်ပေါ့เนาะပြီးတဲ့အခါကျတော့ဆောင်းကိုထည့်ရမှာပေါ့เนาะဆောင်းထည့်တဲ့အခါလက်နဲ့မဆန့်တဲ့အတွက်9ပေဆိုတော့နှစ်ခါကန်ရတယ်ပေါ့เนาะပြီးတော့ပြစ်တင်လိုက်တယ်သူများတွေကတော့ဘယ်လိုခင်းလဲမသိဘူးဒါကတော့ကျွန်တော်ခင်းတတ်တဲ့ပုံစံပေါ့နော်တကယ်ကျွန်တော်လည်းဒီနီလန်းလေးအဆင်ပြေရဆိုရင်ဒီနီလန်းလေးအတိုင်းလိုက်ပြီးတော့ခင်းကြည့်နိုင်ပါတယ်နော်9ပေဆိုတော့နည်းနည်းလေးတော့ခက်ပါတယ်နော်ဘာလို့ဆိုဆောင်းအားလည်းအကြီးဖြစ်နေတာဖြစ်တဲ့အတွက်ဟိုဘက်ဒီဘက်ညီနေအောင်ဆွဲချပေးရပါတယ်เนาะဒီဘက်က1000လောက်ပုံမှန်ဆိုရင်ဟိုဘက်ကိုလည်း1000လောက်ဖြစ်အောင်ဟိုဘက်ဒီဘက်နှစ်ဆညီအောင်ပေါ့เนาะနှစ်ဆညီမှလည်းကြည့်လို့အဆင်ပြေမှာပါပြီးတဲ့အခါကျတော့အနောက်ဘက်ကိုလုံးဖို့အတွက်ခလဲကောင်ကနေအရင်ပြီးထိုးလိုက်ပါမယ်เนาะခလဲကောင်ကအရင်ထိုးပြီးတဲ့အခါကျတော့ဟိုဘက်ဘေးဒီဘက်ဘေးဆွဲထည့်ပြီးတော့တင်းနေအောင်ဆွဲထည့်ပါမယ်เนาะပြီးတော့အပေါ်ဘက်ခောက်လို့ရှိရင်လည်းမကြီးလုံးမသေးလုံးတဲ့အနေထားလေးမှာခောက်ထားရပါဘူးเนาะအရင်ကြီးနေလည်းကြည့်လို့မကောင်းဘူးအရင်သေးနေလည်းကြည့်လို့မကောင်းပါဘူးเนาะဒီအနေထားလေးကတော့ကြည့်လို့အဆင်ပြေတဲ့အနေထားလေးတစ်ခုပေါ့เนาะဒါကတော့ကျွန်တော်ကတော့ဒီအနေထားလေးအတိုင်းပဲကြိုက်လို့ဒီအနေထားလေးအတိုင်းပဲခောက်ဖြစ်ပါတယ်เนาะတကယ်ချင်းတော့ဘယ်လိုအနေထားပိုကောင်းလဲဆိုတာဟိုကိုအဆင်ပြေတဲ့အတိုင်းခင်းလို့ရပါတယ်เนาะနေရာတော်တော်များများကတော့ဒီနှုံးအတိုင်းပဲခင်းခိုင်းပါတယ်เนาะခေါင်းဆွမယ်ခေါင်းဆွပြီးသွားတဲ့အခါခေါင်းထောင်မယ်ဆိုလို့ရှိရင်အဲ့လိုအဟပ်ပါတဲ့ဘက်ကလေးကအတွင်းဘက်မှာပဲအမြဲတမ်းထားရပါတယ်เนาะအတွင်းဘက်မှာထားမှလည်းဒီဘက်ဘေးကကြည့်မယ်ဆိုရင်လှနေမှာလေကောင်းလေးကိုလည်းတက်တက်ရလေးဖြစ်အောင်နှစ်ခုပိုးပြီးတော့ကျွန်တော်ကတော့ထောင်ပါတယ်เนาะတချို့ကတော့ကိုကြိုက်တဲ့ပုံစံအတိုင်းတော့ထောင်လို့ရတယ်ကျွန်တော်ကတော့ဒီနီလန်းလေးအတိုင်းထောင်တောင်းဆိုခြင်းပါတယ်เนาะ